ချီနေသလီတာအကျွမ်းပူသောကုန်းတော်မြတ်ကိုဦးညုခလေးဦးညုခဘုဒ္ဓမယပူဇေမိဗုဒ္ဓမယပူဇေမိဗုဒ္ဓမယပူဇေမိတိတနာညနိယရှံ6တန်ကူနာမပြတ်ဆုံးပြေဝတဲ့မြတ်ဓမ္မ